again you're like you're on yourလူသားတွေအတွက်တစ်သက်တာလုံးတုံနိုင်ဖို့ KBZ Universal Life ကိုတော့ဖန်တီးထားပြီးပြီ။ဒါပေမဲ့ဒီယာမကန်ဝေးလံခေါင်ပြတဲ့အခုလိုချိန်လက်နေတဲ့လူတွေအလွယ်တကူနဲ့ဝယ်ယူလို့မရနိုင်ဘူး။ငါလိုချင်တာကလူတိုင်းအသက်အမကန်ကာကွယ်ရနိုင်တဲ့ 100% inclusive insurance ဒီတော့ငါအနေနဲ့ဒီပညာကိုအသုံးချပြီးခုဖန်တီးပေးမှရမယ်။ကဲ ID ဒီမှာဟုတ်ကဲ့ဆရာ။ဘာကိစ္စရှိလို့လဲ။ကျွန်တော်တို့ရုံးကိုလာစရာမလိုဘဲနဲ့ online ကနေပြီးတော့အာမခံကိုအလွယ်တကူဝယ်ယူလို့ရအောင်ကျွန်တော်တို့အမြန်ဆုံးဖန်တီးကြမယ်။ဟာရတာဗောဆရာရဲ့အဲ့ဆိုညီမတို့အခုမြန်သွားလုပ်လိမ့်မယ်နိ။ Okay ဟုတ်ပြီ။စူးစမ်းကြည့်ပါဦး။online policy နဲ့ပတ်သက်ပြီးလုပ်ထားရလေချက်လောက်ကြည့်ပေးပါဦးအချိန်အားဖြင့်ဆိုရင်တော့15မိနစ်လောက်တော့ကြာမယ်ဆရာမဖြစ်သေးဘူးဒီလိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ15မိနစ်လောက်ကြာရဲဆိုတာဘလို့မှ innovative ဖြစ်မနေဘူးဒီတော့ကျွန်တော်တို့10မိနစ်နဲ့ရအောင်စူးစမ်းကြမယ်မရအောင်လေဆရာမလွယ်ဘူးလေတယောက်တည်းတော့လွယ်ပါမလားငါညမရဲ့ကျွန်တော်လည်းမင်းတို့နဲ့အတူတူ team work ရှိနဲ့အတူတူဖန်တီးပေးပါဗောကဲစူးစမ်းကြည့်အောင် team work နဲ့ဆိုရင်တော့ဖြစ်နိုင်တယ်ဆရာ Okayအောင်ရင်ပြီတမနစ်တွင်ညီမတို့တင်လုံးနိုင်ခဲ့ပြီဒါပေမဲ့နာမည်ဘယ်လိုပေးမလဲဆရာနာမည်ဘယ်လိုပေးမလဲကဲနောက်ကျော်ကလှည့်ပြန်ပြီလောက်ကြပါဦးဒီဘက်နဲ့ပါအောင်ဆိုဒီလောက်မြန်နဲ့ online policy နဲ့ဝယ်လို့ရတယ်ဆိုတာလူတွေမြန်သတင်းပေးချင်နေပြီလေဘယ်လိုနာမည်ပေးရမလဲဆိုတော့ self service ပဲပေါ့ကွာ self service ကနေလွယ်ကူကူဝယ်လို့ရအောင်အခုပဲပေးလိုက်တော့မယ် Congratulations Thank you အဲ့ဆိုလောက်သွားလောက်လေနော်ဆရာ
ဘဝကိုလုံခြုံသေးတာဘယ်မှာရှိနိုင်လဲဒီမှာလေ တရားနဲ့ရောင်းသိန်းတာကိုရခြင်းရင်အခုပဲရကြပါဦးစကန်ဖတ်လိုက်လေ တရားချက်နဲ့9သိန်းတောင်ကာကွယ်ရမှာနော်တရားချက်ထင်နဲ့9သိန်းတောင်ကာကွယ်ရမှာနော်နေတိုင်းဟုတ် လုံခြုံသေးတာ KBZ Live Travel Insurance ပါ အရေးကြီးလို့ဆရာရှိရယ်ဘာလဲသိလား ဘာလဲမသိဘူးရော ဟောအရင်တစ်ခါငွေဆောင်သွားတော့ကလေစပိန်မောက်သွားပြီးတော့ကြည်ကြည်ကုတ်ကုတ်စုထားရတယ်ပတ်စံတသိန်းပါသွားတယ်လေဒီမှာဒဏ်ရာတော့မပြောက်သေးဘူး ဟုတ်တယ်ကိုမှတ်မိပြီကိုလည်းအရက်တောက်မလို့ဆိုပြီးတော့စုထားတဲ့ပတ်စံလေးပါသွားတာဟုတ်တယ်ဒါဆိုရင်ကိုတို့ခရီးမသွားခင်ကို insurance လေးခံသွားကြမယ်လေဝယ်သွားကြမယ်နော်အဲ့တော့ KBZ Live Travel Insurance ဝယ်သွားကြမယ် ဝယ်သွားမယ်လေအဲ့ဆိုအခုပဲ online ကနေ travel insurance ဝယ်လိုက်မယ်လေ ဝယ်လိုက်မယ် သူကကြာတင်ရလဲ10 minute ပဲဆိုတော့ it's safe ပဲ ဒါဆိုရင်ကို10မိနစ်အတွင်းမှာဝယ်ယူပြီးတော့ခရီးသွားကြမယ် သွားမယ် Let's go မင်းရဲ့ mission အပြည့်အဝအောင်မြင်ပြီလို့ထင်နေရလား ကျွန်တော်အကောင်းဆုံးတွေပဲလုပ်ပေးခဲ့ပြီလေလူသားတွေတို့ကတသက်တာလုံခြုံမှုပေးနိုင်တဲ့ Universal Life ကိုလည်းကျွန်တော်လုပ်ပေးပြီ။ဝင်းလေခေါင်ပြတဲ့ကျင်းတဲ့ဒေသလူတွေအတွက် online ကနေအလွယ်တကူအကောင့်ဝယ်ယူလို့ရှောင်ကျွန်တော်ပန်တီးပေးခဲ့ပြီ။ကျွန်တော် mission complete ဖြစ်ဖို့ဘာနဲ့ချက်နေပြီလားမသိဘူး ဘောမှာရှိတဲ့လူ9ယောက်မှာတစ်ယောက်ကကင်ဆာကြောက်ကနှလုံးတို့ပေါဝင်ပြင်းထန်တဲ့ယောဂ10မျိုးခံစားနေရတယ်ဆိုတော့မင်းသိလား ကိုကြီးအတင်းနာတော့ကိုကြီးတေးုံတော့ရောက်လာပြီပဲတက်တာသွားမှာပါကိုကြီးရဲ့အတင်းနာတော့ကိုညီမလေးဆရာဝန်ခေါ်ပေးမယ်နော်အတင်းနာတော့ကိုကြီးဟုတ်တာ ပြန်ကောင်းလိုက်တာအမဒီကဆရာမလားမသိဘူးကိုယူလာကြည့်ပေးပါအောင်ဆရာမရဲ့ ဂျူတီအောင်လို့ထွက်လာတာနားမှာဖြစ်တာ မပြောချင်တော့ပါဘူးအသေးခွဲယောဂါနေစတာပေါ့ဒါပေမဲ့ကိုကြီးမအားလေငယ်တည်းကနှလုံးယောဂါအခန့်ရှိတော့ထောက်ပေါက်ပြီးအမောဖောက်နေတာဆရာမကြည့်ပေးပါအောင် ။အော်နှလုံးရောဂါခံရှိရ ဟု နော် တ်ကဲ့ ။ကြည့်ပေးမယ်လေ မိုက်စီလား ။ဘာဖြစ်တာလဲ အဲ့လိုပဲဆရာမ ။စမ်းလို့တော့ရပါတယ်နော် ဟုတ်ကဲ့ဖတ်ဆန်းကြည့်ပါအောင်ဆရာမရဲ့ ။နှလုံးရောဂါရှိတာဟုတ်ရဲ့လား။လူနာခေါင်းနဲ့ပါထိတာသေးလား ခေါင်းတော့မထိထားပါဘူးဆရာမရဲ့ ။လူနာအဆင်ပြေရဲ့လား ကိုကြီး ။တတိလေးပါလေးထားပါဦး နော်မဖြစ်တာလေ ။အော်ဒေါက်တာလာပြီဆိုတော့သမီး GTF တော့မယ်နော် ဟယ်လိုဟေး ချက်